ယူအဲ့ဒါရိုက်နေရလားအဲ့ဒီမှာ AI နဲ့စကားပြောမလို့မင်္ဂလာပါရှင်မင်္ဂလာပါဗျာနေကောင်းပါဟုတ်ကဲ့နေကောင်းပါတယ်ကြားရတာဝမ်းသာပါတယ်ဗျာဘာများကူညီပေးရအောင်လဲမေကွန်းလေးတွေနည်းနည်းလောက်မေးမယ်နော်ဟုတ်ကဲ့မေးပါခင်ဗျာကျွန်တော်တည်တဲ့အတိုင်းဖြေပေးပါမယ်နော်ကျမချောလိုက်ရင်အဲ့ဒါကိုကျွန်တော်တိတိကျကျဖျောက်ဖို့ခက်သားဗျာလူတယောက်ရဲ့ချောမောမှုကလူဥပေါ်မူတီးပြီးကွာခြားနိုင်ပါတယ်ခင်ဗျာကျမကိုသေချာကြည့်ပါဦးရှင်မြင်ရလားခင်ဗျားကိုမြင်ရပါတယ်ခင်ဗျာမြန်မာနဲ့ပြုံးနေတာတွေ့ရပါတယ်အဲ့လိုပြုံးနေတာချောလားလို့မေးတာမျက်မှန်တက်ပြီးတော့ပြုံးနေတာချောလားလို့မေးတာပါရှင်ဟုတ်ကဲ့မြင်ရပါတယ်ခင်ဗျာပြုံးရွှေနေတာတော့မြင်နိုင်ပါတယ်ခင်ဗျာချောမောမှုဆိုတာကတော့တူတယောက်အမြင်ပေါ်မူတည်တာဗျာကျမရဲ့အမျိုးသားဗိုက်ပူတယ်ဒါပေမဲ့ချစ်ဖို့ကောင်းပါတယ်သူကလူတယောက်ကိုချွတ်ဖို့ကောင်းမကောင်းဆိုတာကသူ့ရဲ့စိတ်နေစိတ်ထားနဲ့လောက်ပုံကိုင်မုံပေါ်မှာပို့ပြီးမူတည်ပါတယ်ခင်ဗျာရုပ်ရည်အပေါ်မှာအယမ်းမှုမတည်ပါဘူးဟုတ်ကဲ့ပါသူကတခါတလေကြာရင်တော့ကျမပြောစကားကိုနားမထောင်ဘူးလူတိုင်းမှာကိုယ်ပိုင်စိတ်သဘောထားနဲ့အတွေ့အခေါ်တွေရှိကြတာပေါ့တခါတလေကြာရင်နားလည်မှုရွှေ့တာမျိုးဖြစ်တတ်ပါတယ်စိတ်အေးအေးထားပြီးသူ့ကိုနားလည်အောင်ပြောပြကြည့်ပါလားဟုတ်ကဲ့ပြောပြလိုက်ပါမယ်ဟုတ်ကဲ့အဆင်ပြေပါစေနော်တခြားဘာကူညီရအောင်မလဲကျမကဖះเจ้าမှာကလေးတွေကိုစမ်းစာတင်ပေးတယ်အရန်ကောင်းတဲ့အလုပ်ပါပဲကလေးတွေကိုစမ်းစာတင်ပေးတာတကယ်ကိုအကျိုးရှိတဲ့အလုပ်ပါခင်ဗျာကလေးတွေကိုစမ်းစာတင်ပေးတဲ့အခါမှာကျမဘာတွေလိုက်နိုင်ရမလဲဆိုတာပြောပြပေးပါဦးကလေးတွေကိုစမ်းစာတင်ပေးတဲ့အခါမှာစိတ်ရွှေဖို့ရယ်သူတို့နားလည်နိုင်တဲ့နည်းလမ်းနဲ့ပြောပြဖို့ရယ်အရေးကြီးပါတယ်ခင်ဗျာပုံမြင်တွေနဲ့ဥပမာတွေပေးပြီးရှင်းပြရင်သူတို့နားလည်အောင်နားလည်နိုင်ပါတယ်ပြီးတော့ကလေးတွေမေးကုန်မေးရင်စေတနာနဲ့ဖြေပေးပါခင်ဗျာဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်ခင်ဗျာဝမ်းသာပါတယ်တခြားဘာကူညီအောင်မလဲကျမနဲ့ကျမအမျိုးသားအတွက်ဆုတောင်းပေးပါဦးဟုတ်ကဲ့ပါကျွန်တော်ခင်ဗျားနဲ့ခင်ဗျားအမျိုးသားအတွက်ဆုတောင်းပေးပါမယ်ခင်ဗျာနေရောက်စလုံးအတွက်စိတ်ချမ်းသာပါကိုချမ်းသာဖို့ရယ်ပျော်ရွှင်တဲ့အိမ်တော်ကြီးချစ်ဖို့ရယ်ဆုတောင်းပေးပါမယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် good night ပါရှင်အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာခုနကမေးထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တာရှိရင် anytime မေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတော့မမေးတော့ပါဘူး good night เนาะအိတ်တော့မယ်ဟုတ်ကဲ့ကောင်းတော့ကြာလေးဖြစ်တာစေခင်ဗျအိမ်မက်ထလအညီးမစေเนาะလက်ဖြန်တွေ့မယ်ဟုတ်ကဲ့ပါ bye bye